ကံမြောက်တယ်မမြောက်ဘူးလို့ခေါ်တာပေါ့နော်ကံတစ်ခုပြုတော့လဲကံမြောက်တာရှိတယ်ကံမမြောက်တာရှိတယ်ကံမြောက်လို့ရှိရင်အကျိုးပေးတယ်ပေါ့ကံမမြောက်ရှင်တော့ဟိုလိုကြီးပရိသန္တိကျိုးမပေးဘူးအဲ့လိုရှိတယ်ပေါ့အဲ့တော့ပူရာမိရယသိက္ခာပုဂ္ဂိုလ်ဘာလို့စောစောပိုင်းကမထဲတာလို့ဆိုရင်သူ့ကိုကာမပဋ္ဌဖျားဟောတဲ့ကာမပဋ္ဌကံမြောက်တဲ့အကုသိုလ်တရားကိုပြောတဲ့နေရာမှာပူရာမိရယမပါတဲ့အတွက်အတ္တိတိလကိုမထဲဘူးဆိုတာကသူကအရက်တော့ယုံနဲ့ကာမပဋ္ဌမမြောက်အရက်တော့ပြီးမူးပြီးတော့တောင်းလို့မြောက်လို့လျှောက်လို့မှအကုသိုလ်ကကာမပဋ္ဌမြောက်တာသူကဟိုတိတိကျကျစဉ်းစားမှဒါကဥပဒေကြောင့်နဲ့စဉ်းစားမှရတာဝိနည်းနော်တောင်းလို့တောင်းနေရတဲ့တောင်းနေဘာမှဘာအကုသိုလ်လို့ပြောလို့မဖြစ်သေးဘူးလေသူဘာမှမလုပ်သေးတာကိုကာယကလည်းဘာမှမလုပ်သေးဘူးလို့မဟုတ်တာဝစီကလည်းဘာမှမပြောသေးဘူးဆိုရင်ကာကမမြောက်သေးဘူးအဲ့နော်အဲ့မူးပြီးတော့လှုပ်တဲ့ခါကျမှကံကမြောက်တာဖြစ်တဲ့အတွက်အဲ့ဒီကြမှာကာမပဋ္ဌမြောက်တယ်အဲ့ဒါကြောင့်မလို့စောစောပိုင်းကသူကမထည့်အဲ့နောက်ပိုင်းကျတော့၅ပါးသီလတဲ့ဘာလို့ထည့်ရတာတော့ဆိုတော့၅ပါးသီလကသူကလောကပါဠတရားလို့ခေါ်တယ်လောကကိုစောင့်ထိန်တဲ့တရားပေါ့ဒီလူတွေ၅ပါးသီလရှိမှလောကကြီးကအေးချမ်းမှာ၅ပါးသီလလူတွေမလွန်ရင်လောကကြီးကမအေးချမ်းဘူးလောကကြီးကိုစောင့်လူတွေစောင့်ထိန်နေတာအဲ့ဒီ၅ပါးသီလကစောင့်နေတာအဲ့ဒီအရက်ကအကြီးကဖြစ်တယ်ရှေ့၄ပါးကိုသူကဖြစ်စေတတ်တဲ့တရားဖြစ်နော်ရှေ့၄ပါးလေသူကနောက်ကနေပြီးတော့ရှေ့၄ပါးကိုမြောက်ပြီးတာရှေ့၄ကဟို၄ခုကိုနောက်ကနေမြောက်ပြီးတာဖြစ်တဲ့အတွက်သူ့ကိုဟိုရှေ့၄ပါးရဲ့အကြောင်းဖြစ်တဲ့အတွက်ဆိုပြီးတော့သူ့ကိုအဲ့ဒီလောကပါဠတရားတွေကိုထည့်လိုက်တဲ့အခါကျတော့လောကပါဠတရားဖြစ်လာလောကပါဠတရားဖြစ်လာတဲ့အခါကျတော့မှဒါဥပုသ္တေတွေလည်းပဲဒီဟာစောင့်ထိန်မှသိမယ်ဆိုပြီးတော့နောက်ဒီထက္ကရာတွေဒီကာတွေဖွင့်တဲ့အခါကျတော့မှဒီကောင်ပါတာမူရင်းပထမတော့ကကမ္မပဋ္ဌတရားတွေပါသူရမိသားအဲ့လိုပဲမထည့်ဘူးဟိုသီလဖြစ်ပေါ်လာဖို့တမန်ကြောင့်ကြည့်တော့ပထမတော့က၄ပါးကနေစတာပဲနောက်မှ၅ပါးဖြစ်လာအဲ့ဒါလေးလည်းပဲဒါမျိုးဟိုဘုဂုတုတာရှိအောင်ပြောတာပေါ့နော်ဟိုပြောတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့အဲ့ဒီကနေပြီးတော့မင်းတို့ကြားဖို့မလားမသိအရင်တော့ဆရာကြီးရွှေဦးတော်ဆိုတာဇာရေးဆရာကြီးရှိတယ်နော်ရွှေဦးတော်ကအဲ့ဒီဆောင်းပါးတစ်ခုရေးတယ်ဟောတော့ကလုံသားပြည်သူနေစဉ်တနေ့ကငါတို့ကိုရင်ဘဝလောက်ကသူကသူ့ကိုယ်သူသောတာပန်ပေါ်လေတရားရပြီဆိုတော့သူအဲ့လိုပြောတာကိုသောတာပန်ရပြီဆိုပြီးတော့သူတို့သတင်းသားသမားတွေကိုရုရှားကိုဆွေးနွေးနေပြီးတော့သူတို့ချစ်ကြည်လားဘာလားမသိပါဘူးကွန်ဖရင့်တစ်ခုမှာထည့်လိုက်တော့သူတို့သွားလာရုရှားကိုသွားကြတယ်မော်စကိုကိုလားသွားတော့ဟိုကအဲ့ဒီညသာစာပွဲမှာအဲ့ခါနဲ့ကကြတော့အရက်ကပါတာဟုတ်ရက်ကပါကြတော့သူများတွေလည်းတောက်တာသူလည်းတောက်တာတောက်တာကိုသတင်းသားသမားဆိုတော့တယောက်နဲ့တယောက်ချိတ်တယ်ဆိုတော့မရဘူးလေသူတောက်တာဟိုကောင်ကြတဲ့ကောင်လည်းမှတ်ထားတာဟုတ်ကသူကသူ့ကိုသူသောတာပန်အရက်တောက်လာဆိုအဲ့ဒီမှာအကြည့်ကျညင်ညတာသတင်းသားမှာသောတာပန်ရက်သူ့ဆောင်ရည်တာလေသောတာပန်ရက်တောက်သောတာပန်ရက်တောက်မလားအဲ့ဒါအဲ့ရှုတော်ကြီးကိုစောင်းရည်ကြတာပေါ့လေအဲ့ဒါသောတာပန်ရက်တောက်တယ်ကိုရှုတော်ကြီးရက်တောက်တာကိုဟိုကမှတ်ထားခဲ့ပြီးတော့ဓာတ်ပုံရဲလာတာမသိဘူးငါလည်းအဲ့ဒီကိုရင်တော့ကောင်းကောင်းတော့မမှတ်ဘူးစောင်းမတွေတော့ဖတ်ဖို့ရတယ်အဲ့ဒီဟာတွေပြဿနာတွေဖြစ်ချိုးတယ်ပေါ့နော်အဲ့ဒီအရက်တောက်တာတောက်တယ်မတောက်တယ်ပေါ့ရှုတော်ကြီးကတော့ဟာအသက်ပြည့်မရှိပါဘူးအရက်တောက်ပြီးအဲ့ခုနဟာကိုကင်တာလေမဟုတ်တာလုံးမပါလည်းရင်အပြစ်ဖြစ်ပါတယ်ဆိုတဲ့အကြောင်းသူကလည်းပြန်ဖြေတာသူကပြန်ဖြေတယ်ပေါ့နော်ဒါပေမဲ့လို့ဟိုသောတာပန်ရက်တောက်လားမတောက်လားလို့မေးရင်တော့သောတာပန်တောက်တဲ့သဘောတော့ရှိပါတယ်နော်သောတာပန်ဘာလို့ဆိုတော့သူကသောတာပန်ကဘာပယ်တာတော့ဆိုတော့ဒိဋ္ဌိနဲ့ဝိသိကိစ္စဆိုတော့ကိလေသာတရားနှစ်ပါးပဲပယ်သေးတာလေပယ်သေးတာဆိုတော့သူတောက်ရင်တောက်အောင်မှာပါနော်တောက်ရင်တောက်အောင်မှာပါမတော်ဘူးလို့ပြောလို့မရဖာပြီးမှမပါဘူးနော်မပြဘူးသောတာပန်မပါပါတော့နော်အဲ့ဒါကြောင့်မလို့အဲ့ဒီတော့ကရာမမိတော့ငါအဲ့ဒီရွှေဦးတော်ကြီးဆောင်းမပတ်ပြီးလို့သောတာပန်ရက်တောက်မတောက်အဲ့ဒါမေးကြတာပေါ့နော်အရဟနာကတော့မတောက်ဘူးအရဟနာကြတော့ကိလေသာအကုန်ပယ်ပြီလေပယ်ပြီးပယ်တဲ့အတွက်အဲ့ဒီဟာကိုဖြစ်တာပေါ့နော်